ရှင်ရတာမြတ်ပါလေဘုရားရှင်တော်မြတ်ပါလေဘုရားရှင်ရတာမြတ်ပါလေအာမင်အာမင်အာမင်ဟာလေလုယာအာမင်ရှင်ရတာမြတ်တဲ့ဘုရားကျွန်တော်တို့ဝိညာဉ်တော်ကိုကြိုဆိုရင်းနဲ့သရှင်နဲ့ဖျားကိုအားရပါချီးမွမ်းကြမယ်အာမင်အာမင်When you did the
稣，不要来吃那毒，和所有面的呢，和面的吃那毒，耶稣，是努着高耶稣。
ဖြစ်နေတတ်လိုက်တဲ့ရာတွေယေရှုပြရဲ့မျက်မှောက်မှာဝိကုနဲ့ပြည့်တင်တော်နဲ့ပြည့်နိုင်တော်ရမရှိလူတွေနဲ့မဖြစ်နေတတ်လိုက်တဲ့ရာတွေယေရှုပြရဲ့မျက်မှောက်မှာအာမင်ဝိညာဉ်ကိုယ်နဲ့ပြည့်တင်လို့နဲ့ဖြစ်နိုင်တော်ရမရှိလူတွေနဲ့ဖြစ်နေတတ်လိုက်တဲ့ရာတွေယေရှုပြရဲ့မျက်မှောက်အာမင်ဟာလေလုယာဝိညာဉ်ကိုယ်နဲ့ပြည့်စုံလို့ဖြစ်နိုင်တော့မရှိဘူးလူတွေနဲ့ယေရှုပြရဲ့မျက်မှောက်ဝိညာဉ်ကိုယ်နဲ့ဖြစ်နိုင်တော့မရှိလူတွေနဲ့အချိန်တိုင်းချီးမွမ်းကိုယ်ွယ်အရှာရနိုင်တတ်နိုင်တယ်အရှာရလည်းလုပ်နိုင်တယ်ကျွန်တော်ရဲ့ဖျားရှာရကုန်တော့ainda oဆိုသူရှာရတဲ့ချီး
Hallelujah. Hallelujah. ဒီနေ့ August လရဲ့ပထမပတ်ကိုမြန်မာစီစဉ်မှာပါဝင်လာကြတဲ့တာသမီရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေအာမင်မြန်မာတော်ထဲကိုကျွန်တော်တို့ကိုကျူတကွာခေါ်ဆောင်ပေးတဲ့ worship team များကိုလည်းဖျားခင်တာ၍အသုံးပြုပါစေအာမင်ကျမ်းစာပြုဖူးနေနဲ့ကျမ်းစာတစ်ပိုက်ဖတ်ကြားလိုပါတယ်125ခုမြောက်သောစာလံအပိုင်းငယ်125ခုမြောက်သောစာလံအပိုင်းငယ်ထာဝရဘုရားကိုခိုလုံသောသူတို့သည်မတုံမလုံအစဉ်အမြဲတည်သောဇိအုံတောင်ကဲ့သို့ဖြစ်ကြ၏နောက်တစ်ခေါက်ဖတ်ကြပါမယ်ထာဝရဘုရားကိုခိုလုံသောသူတို့သည်မတုံမလုံအစဉ်အမြဲတည်သောဇိအုံတောင်ကဲ့သို့ဖြစ်ကြ၏ဖတ်သွားတဲ့ကျမ်းပိုက်ရဖြစ်ခင်ရောက်ချင်းစရာကိုကောင်းချီးပေးပါစေအာမင်ခုချိန်မှာမြန်မာစီစဉ်မှာကျွန်မပထမဦးဆုံးပါဝင်တာဖြစ်တယ်လို့ရှိကြမလားမသိဘူးရှိတယ်ဆိုရင်လက်ထောင်ပေးပါလို့
ကျေးဇူးတော်ပဲเนาะကျမတို့ဒီပဲโอเคပါအခုဆက်လက်ပြီးတော့မှကျွန်တော်တို့အလူငွေကောက်ခံရအောင်အလူငွေကောက်ခံပေးဖို့အတွက်နွမ်နဲ့ကင်နဲ့အလူငွေဆက်ကပ်ပေးဖို့အတွက်ဆရာထံသားကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ကဲကျွန်တော်တို့ဖျားအတွက်ပေါ့နော်ကျွန်တော်တို့ဘလောက်ဖျားချစ်တယ်လဲကျွန်တော်ချစ်တယ်လို့ပေါ့နော်ဖျားပေးတဲ့ငွေပမာဏနဲ့ပြရအောင်အာမင်ဒီထဲမှာဆုတ်ခိုင်းပြီးတော့ဆုတောင်းဆက်ခိုင်းရအောင်မေတ္တာတော်ဖဖျားကိုရောကိုကျေးဇူးတင်တယ်ဒီနေရာမှာလာရောက်တဲ့ရောက်စီတိုင်းပုံမှာကိုရောကောင်းကြီးပေးသနာတော်မူပါကိုရောကိုကိုချင်းမကဘဲနဲ့ကိုရောပေးသနာတော်မူသောကောင်းကြီးများထဲကအကောင်းဆုံးသောငွေပမာဏကိုရောလက်ထဲပြလေပြီးတော့စက္ကအနံပါတယ်ဖကျွန်တော်တို့အလို့အကိုက်ပေါ်မှာကိုရောအတူပါစီပြီးတော့ကောင်းကြီးဖြစ်စေပါအတုံးပြတဲ့နေရာမှာလည်းကိုရောဘုံတော်ထင်ရှားဖို့ကိုရောရဲ့နိုင်ငံတော်ကျေပြတ်နိုင်ဖို့ရန်အတွက်ကိုရောဖြစ်စေပါကိုရောရဲ့ချစ်ချင်းမေတ္တာတည်နိုင်ဖို့အတွက်လည်းဖြစ်စေပါကိုရောလက်ထဲမှာအနန္တခါတပါတိတော်သားတော်ယေရှုနာမဖြစ်ဆုတောင်းစက္ကနပါတယ်ဖဖျားရှင်အာမင်အလူငွေကောက်ခံပြီးတဲ့သမီးနှစ်ယောက်နဲ့ဆက်ကပ်ပြီးတဲ့ဆရာပေါ်တော်၎င်းပေးဝေလူတိုင်းကြားတဲ့တာသမီးတို့ချင်းစီတိုင်းပေါ်ဖျားခင်သားရွေးကောင်းချီးပေးပါစေအခုဒီတနောမခေါ်ခင်ပါနော်ဆရာမခေါ်ခင်အားလုံးမတည့်ရက်ပြီးတော့မှကြွေးကြော်ချင်းတကူလှုပ်ချင်ပါတယ်ဒီနေ့ကျမတို့အတွက်ဩဂတ်လရဲ့ပထမပတ်ဖြစ်တဲ့အတွက်ပေါ့နော်အားလုံးကြွေးကြော်ပြီးတော့မှဘုရားသခင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာကျွန်တော်ပေါ်မှာဆိုပြီးတော့မှ၃ချိန်၃ခါကြွေးကြော်ကြရအောင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာဘုရားသခင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာဘုရားသခင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာအာမင်ချက်ပြီးတော့ဖျားရှင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမရဲ့မိသားစုပေါ်မှာဆိုပြီးတော့မှ၃ချိန်၃ခါထပ်မှပြီးကြွေးကြော်ကြရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာ
ဖျားခင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာဖျားခင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာအာမင်ကြွကြော်ကြတဲ့ရောက်ချင်းစေတိုင်းကိုဖျားခင်တာရွေးကောင်းချီးပေးပါစေအခုဆရာကိုအလက်ခုတ်တီးနဲ့ဖိတ်ခေါ်ရအောင်ဟယ်လိုအားလုံးပဲမင်္ဂလာပါပြန်ထိုင်လို့ရပါပြီလို့နော်ဒီနေ့ဖေရသခင်ကသူ့ရဲ့အစီအစဉ်ထဲမှာပြန်လည်ပြီးမှဒီနေရာမှာအချိန်ကောင်းအခါခွင့်ပြင်ဆင်ပေးတဲ့အတွက်ဖေရသခင်ရဲ့နာမတော်ကိုရှေးဥစွာချီးမြှောက်ပါတယ်ပြီးလို့ရှင်ဒီလိုမျိုးအချိန်ခွင့်ပေးတယ်ကျွန်တော်ရဲ့တင်းအုပ်ဆရာဆရာလန်ဘောကိုလည်းကျေးဇူးတင်တယ်သူနဲ့တကွာလို့ပေါ်ဆောင်ဖက်တယ်ဒီမှာဆရာဒေးဗစ်တို့ဆရာထန်တာတို့ဆရာမချင်နူတို့ဆရာမချင်တို့ပေါ့နော်အားလုံးကျေးဇူးတင်တဲ့အကြောင်းကျွန်တော်ရှေးဦးပထမကျွန်တော်ပြောကြားလိုပါတယ်ဆိုတော့မြန်မာလိုလည်းမပြောတာကြာပြီကုံလုံးရောသမမွေပြီးမှကျွန်တော်တို့တွားရင်လဲတွားမယ်တော့ဘုရားသခင်ကတော့အဆုံးထိပို့ဆောင်ပေးမယ်လို့တော့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖခင်ဒီအစပြုတ်ပေးပြီဆိုလို့ရှိရင်လမ်းခုလက်မှာခြံခက်တတ်တဲ့ဖခင်မျိုးမဟုတ်ဘူး။အာမင်။သစ္စာရှိတဲ့ဖခင်ဖြစ်တယ်။ပြီးလို့ရှိရင်သူ့ရဲ့အကြံစီအတိုင်းကျွန်တော်တို့ကိုပုံသွင်းပြီးမှလမ်းပြပြီးမှဦးဆောင်ပို့ဆောင်တဲ့ဖခင်ဖြစ်တယ်။အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဒီနေရာမှာရောက်ရှိလာခြင်းဟာအကြောင်းမဲ့တက်တက်နဲ့ကျွန်တော်တို့မျောလင်းခြင်းမဲ့အကျိုးမဲ့ဖြစ်အောင်ဘုရားသခင်ကကျွန်တော်တို့ဒီနေရာကိုခေါ်ဆောင်လာခြင်းမဟုတ်ဘူးကျွန်တော်တို့ဒီနေရာမှာရောက်ရှိလာခြင်းမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့လူဉာဏ်နဲ့လူအနေနဲ့မသိနိုင်မမြင်နိုင်တဲ့သူ့မှာရှိတဲ့အကောင်းဆုံးသောအကြံစီတွေနဲ့ကျွန်တော်တို့ကိုလမ်းပြပို့ဆောင်ပြီးမှဒီနေရာကိုဘုရားသခင်ကပို့ဆောင်ပေးတာဖြစ်တယ်။အာမင်။အဲ့ဒါကြောင့်လောလောဆယ်အခုချိန်မှာကျွန်တော်တို့မတိတာလည်းဖြစ်မယ်နားမလည်နိုင်သေးတာလည်းဖြစ်လိမ့်မယ်။ဘယ်လိုပဲဖြစ်ဗျာကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့နာကြီးနေမှာကိုလူလားနေတဲ့ဘုရားမဟုတ်ဘူး။ကျွန်တော်တို့လမ်းခုလက်မှာမျောလင်းချက်မဲ့စွာနဲ့အရှုံးသမားအဖြစ်နဲ့ကျွန်တော်တို့ကိုခြံခက်ချင်တဲ့ဘုရားမဟုတ်ဘူးကျွန်တော်ကျမတို့ကိုအယံချစ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားသခင်ကတင့်ကိုအယံချစ်တာဖြစ်တယ်ကျွန်တော်အယံချစ်တာဖြစ်တယ်ကျွန်တော်တို့ကဘုရားမဟုတ်တဲ့တိုင်ကျွန်တော်တို့မှာမေတ္တာလည်းရှိပါတယ်နော်ကျွန်တော်လူသားတွေပြင်လင်အယံချစ်တဲ့လူတွေမနာကြီးစေခြင်းဘူးနော်ကျွန်တော်ဆရာတပါးပြောတယ်သူအရန်ချစ်တဲ့သူရဲ့ချစ်သူလေးပေါ်မှာနားလိုက်တဲ့ရင်ကောင်တောင်မှအထီးမဖြစ်စေရအောင်နော်သူချစ်သူပေါ်မှာနော်ခဏတဖြုတ်နားလိုက်တဲ့ရင်ကောင်ဖြစ်ချီကောင်ဖြစ်အထီးလည်းမခံဘာလဲအရန်ချစ်လို့ဆိုတော့ကျွန်တော်လူသားတွေပြင်လေအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လုံးဝလူအချစ်လူမေတ္တာနဲ့နိုင်စားလို့မရအောင်အင်မတန်မှကြီးမားတဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဟာဒီနဲ့ကျွန်တော်အတွက်အမြဲတမ်းလုံလောက်နေတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်ဒီကနေ့ခွန်အားပေးချင်တာဗာလဲဆိုလို့ရှိရင်ဘုရားသခင်ကတင်ကိုချစ်တယ်ဒါပဲကိုယ်အနေကိုမချစ်ထိုက်ဘူးလို့ခံစားရင်လည်းခံစားကြိုက်တယ်လို့ခံစားဒါပေမဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော့ပြောင်းလဲမသွားဘူးအရေးကြီးတာကတော့ဗျာထိုဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာကိုပြန်လဲပြီးမှတိရှိနားလဲပြီးမှသုံးပြန်နိုင်တဲ့အသက်တာဖြစ်ဖို့တော့အရေးကြီးတာပေါ့ဒီမှာရှိတဲ့အငယ်ဆုံးကနေအကြီးဆုံးကနေအငယ်ဆုံးတိုင်အောင်ဘုရားသခင်ကလုံးဝမပြောင်းလဲတဲ့မေတ္တာနဲ့ချစ်နေတာဖြစ်တယ်အာမင်တော့လောလောဆယ်7 နာရီထိလို့ပြောတယ်လို့ပြောရင်ယုံမလား
ကျွန်တော်အင်မတန်မှကျွန်တော်လည်းဘယ်လိုပြောမလဲကိုယ့်နဲ့ကိုယ်ပေါ့လေပြင်ဆင်တယ်စင်ချင်တယ်နော်တခုရှိတာကျွန်တော်ကတော့15မိနစ်ကနေမိနစ်20ဆိုလို့ရှိရင်ရတယ်အဲ့လိုတတ်မှတ်ပေးလို့ဆိုရင်ရတယ်ကျွန်တော်ကတတ်မှတ်တဲ့အတော်တွင်မှာကျွန်တော်လုံးဝပြူပြီးတယ်အဲ့လိုမတတ်မှတ်ပြီးရင်တော့ကြိတ်တလောက်ဆွဲသွားတာအဲ့လိုမျိုးကျွန်တော်ရဲ့အကျင့်အဲ့လိုရှိတယ်ဒါပေမဲ့7နာရီခွဲနောက်ဆုံးဆိုတော့ခုနဆရာဒေးဗစ်ကကျွန်တော်မေးလိုက်တော့7နာရီခွဲနောက်ဆုံးတဲ့ဆိုတော့7နာရီခွဲမထိုးခင်ကျွန်တော်တို့ပြီးမယ်လူဘက်ကနေပြောတာနော်ဒါပေမဲ့ဒီအချိန်တော်တွင်လေးမှာကျွန်တော်တို့အရေးကြီးဆုံးကကျွန်တော်ဒီကနေ့ညအတွက်ကျွန်တော်စန္ဒရှိတာကကျွန်တော်ဖြစ်စေချင်တာဘာလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့အင်မတန်မှကြီးမားတဲ့မေတ္တာနဲ့ထိတွေ့စေချင်တယ်အာမင်အလ္လာဟ်တာမဖြစ်စေရဘူးဒီကနေ့ကျွန်တော်တို့သွားဒီဗိမာန်တော်မှာကျွန်တော်တို့တက်ရခြင်းကအလ္လာဟ်တာမဖြစ်စေရဘူးဆိုတော့ music သမားတွေကိုကျွန်တော်ဖိတ်ခေါ်ပြရစီဗျာကျွန်တော်မကြောက်ဆိုတော့ကျွန်တော်နဲ့အတူလာမောပေးကြပါလို့နော်ခြေတော်ညောင်းခံပြီးမှလာမောပေးကြပါဆိုတော့ဒီမှာမွန်လန်လဲဒီမှာ drum တီးတာတွေ့ရတော့အမတန်မှဂုဏ်ယူတယ်ပီတိဖြစ်တယ်သူကျွန်တော်တို့ကလေးမနေတော့ကျွန်တော်တို့အိမ်မှာနေတယ် drum တီးတယ်နော်သူတီးမဲ့ drum တောင်မှကျွန်တော်ဝေပေးချင်းပေးမဲ့ငွေချီကပေါ်မလာလို့အခုကတော့တူကိုယ်တိုင်လဲဝယ်နိုင်ပြီဒီမှာလဲဝယ်နိုင်ုံတမကဦးဗိမာန်တော်ထဲမှာဖျားเจ้าထဲမှာအစီခံနေတာတွေ့ရတော့အင်မတန်မှဂုဏ်ယူတယ်ဒီမှာကျွန်တော်ညီမလေးတွေနော်ဆမဟောမဆမ်တို့သူတို့ကတော့အငယ်ဆုံးကနေစမယ်ဆိုလဲအကောင်ကြီးဆိုတော့ခေါ်ငိုင်းတော့နော်သူကလေးကိုချီးပြီးမှနော်မြည်လေးဖြစ်တယ်နော်ပြီးလို့ရှင်စာတို့စာစံတို့နော်ပြီးလို့ရှင်ဒီမှာကျွန်တော်ညီလေးရဲ့နာယူနော်တော့အားလုံးကျန်တဲ့အားတွေတော့ကျွန်တော်အမျိုးတွေပေါ့တော့ဂျီခီနဲ့ဆိုရင်ကောင်းလားယောမဩဝါဒစာထဲမှာကျွန်တော်ရှိတဲ့အခါမှာကျွန်တော်တရားတူတူဟောမယ်ဒါပေမဲ့ကြံပိုက်တော့နည်းနည်းရှိမယ်နော်ယောမဩဝါဒစာအခန်းကြီး8အခန်းငယ်36ဝန်းနေကျွန်တော်ဖတ်ချင်တယ်အကယ်စင်စစ်ကိုရောအတွက်အကျွန်ုပ်တို့ဒီအစင်မပြတ်အသေးသက်ချင်းကိုခံရကြပါ၏တပ်ဖို့ရထားသောသူကဲ့သို့အကျွန်ုပ်တို့ကိုသူတပါမှတ်တတ်ကြပါ၏ဟုကျမ်းစာလာဒီနဲ့အညီစင်းရဲညုံငင်ချင်းငင်းဆဲနေစစ်ချင်းမုတ်သိချင်းအဝတ်ချင်းစီချင်းရှိချင်းဘေးနဲ့တွေ့ကြုံချင်းကွမစ်ချင်းကိုခံရတော်လဲသူအမှုတို့တွင်အဘယ်အမှုဒီခရစ်တော်ဤချစ်ချင်းမေတ္တာတော်နဲ့ငါတို့ကိုကွာစီမီနီမကွာစီဒီတာမကငါတို့ကိုချစ်တော်မူသောသူ၏ဂျေဇုတော်ကြောင့်ငါတို့သည်ထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ဖြင့်အထူးသဖြင့်အောင်မြင်ကြ၏အကြောင်းမူကားသေခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထွတ်အမြတ်ဖြစ်စေအာနာတကိုးဖြစ်စေမျက်မှောက်ရာဖြစ်စေနောင်လာတတ်သောအရာဖြစ်စေအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤယာမစ၍အဘယ်နမိတ်အရာမြတ်ကြီးငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဘုရားသခင်၏မေတ္တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဟုငါဒီသဘောကျလျက်ရှိ၏အာမင်ကျွန်တော်နောက်ဆုံးတစ်ခေါက်39နောက်တစ်ခေါက်ပြန်ဆိုရအောင်39เนาะငယ်39အမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤအရာမှစ၍အဘယ်နမိတ်အရာမြတ်ကြီးငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဘုရားသခင်၏မေတ္တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဟုငါဒီသဘောကျလျက်ရှိဟာလေလုယာဟာလေလုယာ
ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ဘယ်တော့အရာတစ်ခုကမှကျွန်တော်တို့မကွာစေနိုင်ဘူးကောင်းစားခြင်းဖြစ်ဖြစ်ဆင်းရဲဒုက္ခဖြစ်ဖြစ်နာမကျန်းခြင်းဖြစ်ဖြစ်အားငယ်သိငယ်နေခြင်းပဲဖြစ်ဖြစ်ဘယ်တစ်ခုတော့အရာဘယ်တစ်စုံတစ်ခုကမှဘုရားသခင်ရဲ့ချစ်ခြင်းမြတ်တာကျွန်တော်ဘုရားသခင်ကချစ်တဲ့အချစ်နဲ့မကွာစေနိုင်ဘူးဘာဖြစ်လဲခရစ်တော်အဖြစ်ဖြစ်တယ်ကျွန်တော်ဆိုရအောင်ခရစ်တော်အဖြစ်တင်းတော့ခရစ်တော်အဖြစ်နောက်တစ်ခါခရစ်တော်အဖြစ်နောက်တစ်ခါခရစ်တော်အဖြစ်အဲ့ဒီယေရှုခရစ်တော်အဖြစ်ဖခင်ရဲ့မြတ်တာနဲ့ကျွန်တော်ကျမတို့ကိုဘယ်အရာကမှမကွဲစေနိုင်ဘူးမခွဲနိုင်ဘူးဖြစ်တယ်ကျွန်တော်တို့ရဲ့ကောင်းနိုင်ခြင်းကျင့်နိုင်ခြင်းတွေဘာမှမဆိုင်ဒီမှာတမကြီးမာတဲ့မြတ်တာဖြစ်တယ်ယောဟန် 3:16 အားလုံးသိတဲ့အတိုင်းပဲဘုရားသခင်ကမိမိ၌ရှိသောတပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ကျွန်တော်ကိုအရာချစ်တာဖြစ်တယ်ဘုရားသခင်ကကျွန်တော်ကိုအရာချစ်တာဖြစ်တယ်အဲ့ဒီဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဘဝလည်းမရှိနိုင်ဒီကနေ့ဒီနေရာရောက်ရှိလာတဲ့သားသမီးတကယ်ချင်းဘုရားသခင်ကသင်ကိုအရာချစ်တာဖြစ်တယ်အားမငယ်ပါနဲ့ကိုတခါလေးနဲ့ကိုကြီးတဲ့အခါကျရင်လေကိုအားမရတဲ့အချိန်များလည်းရှိလိမ့်မယ်အားနေတော့သူအဖြစ်လဲကိုတတ်မှတ်တဲ့အချိန်များလည်းရှိလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကကြီးတဲ့အခါမှာခရစ်တော်အဖြစ်ကျွန်တော်တို့အားနေနေတဲ့အချိန်မှာပြင်လေအားကြီးတော့သူအဖြစ်ဘုရားသခင်ကကျွန်တော်တို့တတ်မှတ်တာဖြစ်တယ်တရားသူကြီးမတ်စာထဲမှာအခန်းကြီး 6အခန်းငယ်7ထဲမှာဂိဒေါန်သူကလည်းသူအရန်သိနေတာတဆွေတစ်မျိုးလုံးကလည်းသူ့ပြစ်ပယ်တယ်လို့အဲ့ခက်အခါတုန်းကယတိလလူမျိုးတွေမီဒီယန်လူမျိုးတွေကတိမ်ပိုက်ပြီးမှဝိုင်းပြီးမှတကယ်ကိုယတိလလူမျိုးတွေအတွက်ခိုက်တော့ကြောက်ရတဲ့အခြေအနေဖြစ်တယ်စပါးနေတဲ့နေရာပြင်လင်းမလွတ်မြောက်ဘူးကြောက်ရတယ်စပါးနေတဲ့နေရာမှာတွားပြီးမှစပစ်နေသူကလည်းသူအရာအားငယ်လာချီရဲ့အရန်ကြောက်ပါရဲ့သူကလည်းသူအရာဝမ်းနေနေတဲ့အချိန်မှာဘုရားသခင်ကောင်းကင်တမန်ကဘာပြောလဲအချင်းအာကြီးတော်သူအာမင်ဒီကနေ့ကိုယ့်အနေကိုအရန်တိမ်ငယ်နေတဲ့သူပဲဖြစ်ဖြစ်အရန်အားငယ်နေတဲ့သူပဲဖြစ်ဖြစ်ကိုယ့်အနေကိုကြည်ဖို့ဘုရားသခင်ကအလိုတော်မဟုတ်သေးဘူးခရစ်တော်အားဖြင့်ကျွန်တော်တို့ယုံကြည်လက်ခံတဲ့ခရစ်တော်အားဖြင့်ဘုရားသခင်ကကျမတို့ကိုဘယ်လိုမြင်တယ်လဲဆိုတာကိုကျွန်တော်တို့သိရှိနားလည်ဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဒီကနေ့ဘုရားသခင်ကသင်ကိုငါချစ်တယ်သင်ဟာပိုင်ထိုက်တော်သူဖြစ်တယ်သင်ဟာအားကြီးတော်သူဖြစ်တယ်ငါတမချောင်းနဲ့နော်နေအနာကတော့မစိုးရိမ်နဲ့နော်မိကိုအရာချစ်တဲ့ငါကမင်းနဲ့အတူအမြဲတမ်းရှိတယ်လို့ဘုရားသခင်မျိုးပြောနေတာဖြစ်တယ်အာမင်အားမငယ်ကြပါစို့နဲ့အခုချိန်မှာပဝန်းကျင်ကိုကျွန်တော်ကြည့်မယ်ပဝန်းကျင်အရေးကအချင်းအရေးကိုကျွန်တော်သုံးသပ်မယ်ဆိုလို့ရှိရင်ဝမ်းနဲ့စရာတွေနဲ့ပဲပြည့်ရှက်နေတယ်ပြည့်နေလေပြည့်နေလိမ့်မယ်ဒါပေမဲ့အဲ့ချိန်မှာပြည့်လေဂိဒေါန်ကိုဘုရားသခင်အားကြီးတော်အချင်းသူရဲ့လို့ခေါ်တဲ့ကဲ့သို့ဒီနေ့ဒီနေရာမှာရောက်ရှိလာတဲ့သူတွေ online ပေါ်ကနေကြည့်တဲ့သူတွေဘုရားသခင်ကဒီမိမိကိုတတ်မှတ်တဲ့ကဲ့သို့မြင်တဲ့ကဲ့သို့တတ်မှတ်ပြီးမှမြင်တာမဟုတ်ဘဲနဲ့သူအားဖြင့်ခရစ်တော်အားဖြင့်အားကြီးတော်သူလောက်ဆောင်နိုင်တော်သူအောင်မြင်တော်သူကောင်းစားတော်သူချစ်တော်သူဘုရားသခင်အလိုတတ်မှတ်ထားတာဖြစ်တယ်ဘာလို့လဲဆိုရင်
corridor ဖြစ်တယ် corridor ကြောင့်ဖြစ်တယ်ဒီနေ့ကျွန်တော်ကိုအရာချစ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်လူတွေပြင်လေအရာချစ်တယ်အရာမေတ္တာရှိတတ်ကြတယ်ဒါပေမဲ့အဲ့ဒါတွေနဲ့နိုင်လို့မရဘူးဖခင်တကယ်ချစ်ချင်းမေတ္တာမကုံဆုံးနိုင်ဘူးအဆုံးအစမရှိတဲ့မေတ္တာဖြစ်တယ်လူအုံနောက်ညံနဲ့တွတ်ချက်လို့မမီတဲ့မေတ္တာဖြစ်တယ်အမြဲတမ်းထာဝရတည်မြဲနေတဲ့မေတ္တာဖြစ်တယ်တင်းကိုဘယ်တော့အခါမှဆုံးပြမထားတဲ့မေတ္တာဖြစ်တယ်ဟေရှာယအနာဂတိကျမ်း49အခန်းငယ်15ထဲမှာမိခင်တပါးတဲ့သူရင်ခွင်မှာပိုက်ပြီးမှနှုတ်တိုက်နေတဲ့သူငယ်မတနာတိတိုင်အောင်မိရောနိုင်ပြီလို့တဲ့အကယ်လို့များတကယ်လို့များအဲ့ဒီမိခင်ကအဲ့ဒီကလေးကိုမိရောခဲလို့ရှင်တော်ညာလေဒီတော့ကငါဘယ်တော့မှမမိရောလို့ဘုရားသခင်ပြောထားတာဖြစ်တယ်ကျွန်တော်အဲ့ချမ်းစာကိုနှလုံးသွင်းတဲ့အခါခါတိုင်းဘုရားသခင်ချစ်ချင်းမေတ္တာကျွန်တော်ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ့်အနေကိုတတ်မှတ်တာကျွန်တော်သားသမီးတွေအယမ်းချစ်တယ်ဆိုပြီးမှကိုယ့်အနေကိုတတ်မှတ်တာဖြစ်တယ်။ခါတိုင်းလဲဒီကိုရောက်လာရင်အဲ့ဒါအကြောင်းပြောတယ်။မမေ့သေးလား။ကျွန်တော်သားလေးတွေသမီးလေးဘယ်လောက်ချစ်လဲဆိုတဲ့အကြောင်းကျွန်တော်ပြောတာမမေ့ကြသေးလားလက်ထောင်ပေးပါဦးမမေ့သေးတဲ့လူတွေတယောက်နှစ်ယောက်သုံးယောက်ကျေးဇူးပါအိုးဟိုမှာမီဒီယာတင်းတွေလည်းလက်ထောင်တာတွေ့တယ်ကျေးဇူးပါနော်မြတ်တော်အဖင်နားမလဲသေးဘူးမဟုတ်ပါဘူးမကြားသေးဘူးကျွန်တော်ပြောမယ်ကျွန်တော်သားတွေကျွန်တော်အရန်ချစ်တယ်အကဲချစ်တယ်ကျွန်တော်ယုံတယ်မိခင်တိုင်ပဲအဲ့လိုပဲဖြစ်မှာပဲမိခင်တိုင်ကိုသားသမီးတွေမချစ်တဲ့မိခင်ဆိုတာမရှိပါဘူးနော်မိဘမေတ္တာကိုပြတ်တတ်တဲ့မိခင်မပြတ်တတ်တဲ့မတော်တဲ့မိခင်ရှိရင်တော့ရှိမှာပါဒါပေမဲ့အမမသားသမီးကိုမချစ်တဲ့မိဘဆိုတာလုံးဝမရှိဘူးလုံးဝမရှိဘူးကျွန်တော်သားကြီးမွေးလာတော့လေသူ့အမေကမွေးခန်းထဲမှာနေ့လေ3 နာရီဝန်းကျင်လောက်မှာမွေးခန်းထဲမှာဝင်သွားတာပကြီးနဲ့ကျွန်တော်ဝင်လို့မရအောင်ဝင်လို့မရတော့အဲ့သူဝင်တဲ့တကပေါက်ရှေ့မှာအပြင်ကနေစအောင်ညာထွက်မလာဘူးတညာအလုံးစောင့်နေထွက်မလာဘူးနောက်တနစ်မနေ့7 နာရီ45မိနစ်လောက်မှာထွက်လာတာဆရာဝန်တွေကတွန်းလာတာအိပ်ပြီးမှပလဲအိပ်ပြီးမှကျွန်တော်သားလေးသားကြီးပေါ့သားဦးလေးနဲ့ထွက်လာတာဝမ်းသာလိုက်တာပီတိဖြစ်လိုက်တာအဲ့မှာကျွန်တော်သားလေးကိုကြည့်လိုက်တော့အမလေးစိတ်ထဲမှာလေဘယ်လိုဖြစ်မှမသိဘူးตายาလို့ပြောရှိလို့ဝမ်းသာလို့ချီနူးလို့အမလေးဘာကပီတိတဲ့ပုံဆုံးတာအရာဝမ်းသာသူယုံကြည်တာကျွန်တော်နဲ့ချွတ်စွပဲအမလေးချစ်လိုက်တာအမလေးပြောမနေနဲ့အရန်ချစ်တာသူ့အမေကိုတော့စကားမပြောလိုက်မိဘူးကိုတောက်ချစ်ပြီးမှလေရန်ချစ်တာအဲ့ဒါနဲ့ကျွန်တော်မိမဆရာမနဲ့ဘောရပါပြောလဲဆိုဘိုက်ရန်စားတယ်စားဖို့တခုလှုပ်ပေးပါလားဟုတ်ပြီလှုပ်ပေးမယ်ဟုတ်တာပေါ့ဘိုက်စားမှာပေါ့ပြီးခဲ့တဲ့နေ့3 နာရီလောက်ကတည်းကဝင်တာဘာမှမစားဟုတ်တယ်နော်တပလင်းနော်ပန်တီပေါင်မုတ်ရေခဲတဲ့တဲ့นี่ထုံးตัวตะยาစားတော့မြိုင်စားခိုင်းတာအဲ့ဒီမှာမကြဘူးအမျိုးသမီးတုံပါလေရောကိုပူတွေရောဖြစ်လာတာအမလေးတော်သေးတယ်နောက်မှသိရတယ်နော်မိဖွားပြီးခါစားအေးလုံးဝမတောက်ရဘူးဆိုတာ
နော်တောက်ပြီးမှတိသွားတာဘုရားသခင်ရန်ကောင်းမြတ်တယ်မတည်သွားဘူးတည်သွားလို့ရှင်တော့ခုချိန်လောက်မှာမုတ်ဆိုးဖို့ကြီးဖြစ်သွားမှာနော်မိမလည်းမရှိဘူးလေအရင်ကသားလည်းမရှိဘူးတော့အဲ့ဒါတွေလဲကိုအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးဘဟုတုတအဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးစာအုပ်တွေလည်းမဖတ်ဘူးတော့မသိဘူးလေအဲ့ဒီဇွတ်တိုက်အယံစေတနာအပြည့်ချစ်ချင်းမေတ္တာအပြည့်နဲ့စာတောက်အများကြီးစာအများကြီးတောက်အဲ့မှာဖျားပါလေရောအဲ့မှာများမကြောက်ပြန်ပြီးမှကောင်းလာတယ်အဲ့မှာကြောက်ဈေးရုံပြန်တက်ရတယ်ဈေးရုံပြန်တက်ရတော့အိမ်မှာကျွန်တော်သားလေးနဲ့ကျွန်တော်နဲ့နေခဲ့ရတာအမလေးသားလေးကိုနှစ်နာရီတစ်ချိန်နှုတ်တိုက်မယ်ကလေးသားမွေးပေးတာနဲ့အခုချိန်ထိကျွန်တော်မှအေးရွဝတယ်ဆိုတာတခါမှမရှိတော့ဖြစ်ချင်တော့အေးရွဝရင်ကျွန်တော်အဆင်ပြေတယ်အေးရွမဝရင်ရုပ်ဆိုးတာအခုချိန်ထိအေးရွမဝဘူးအဲ့မှာနော်နှစ်နာရီချနော်နုမို့ဖြောပြီးမှနော်အပူငွေလေးနော်တိတ်မပူတိုက်ပြီးလို့ရှင်သူ့ရဲ့ဟိုဟာဖြစ်လာလို့ရှင်နေချွတ်ပြီးမှရေစီပြီးနော်ဖြစ်လေးပါလေရင်နွေးနဲ့ဝါကွန်းလေးနဲ့တုတ်တန်းရှင်းနေလို့အမလေးဂျီနိုးနေတာပဲမယုံဘူးနော်မိဘတွေကကိုသားသမီးတွေမယုံဘူးအယံကိုချစ်တာတအားကိုချစ်တာအဲ့ဒါနဲ့သူမိဘသူအမေလဲကောင်းလားနေကောင်းလားချစ်တာကြီးမဝအရှုပ်မဝပါပဲစဉ်းစားတယ်ဟောနောက်သားလေးတယောက်ကလေးတယောက်မိန်းကလေးဖြစ်ယောက်ျားလေးဖြစ်မွေးလာလို့ရှိရင်ဒီလိုအိတ်ကဲ့တော့ပဲဤကဲ့တော့ပဲချစ်နိုင်ပါမီလို့ကိုယ့်နဲ့ကိုမိခုံထုတ်တယ်လုပ်ငန်းဆောင်တာဒီလို့ပြီးမှဒုတိယကလေးမွေးလာနော်သားလေးဒုတိယသားလေးမွေးလာတယ်ဒေးဗစ်လေးမွေးလာအမလေးပဲဟုတ်မလဲသူ့အကူလိုပဲနော်သူ့အကူလည်းတရားမှတရားချစ်တကယ်တော့သူ့ညီလေးကိုလည်းတရားမှတရားချစ်ပြရောမလျှော့သွားဘူးပူလည်းမပူသွားဘူးအမလေးနော်ဝန်တာလိုက်တာစရိုက်ဒီကတော့မတူရှောင်းသူ့အကူကတော့အေးစစ်စစ်ပဲဒီမှာသူ့အတော်တော့ကောင်းနားလည်မယ်နော်မွန်လာလဲအိမ်မှာတော်နေခဲ့တယ်ဆိုတော့သူလဲနားလည်တယ်အခုပြောတဲ့ဟာသူ့အကူကတော့အေးစစ်စစ်ပဲသူ့ဟာနဲ့သူ့အခုအေးစစ်သူညီလေးကကြတော့မဟုတ်ဘူးအယံလက်စောတာစောစကားလေအယံပေါ်တာဖြစ်ချင်တော့နှခမ်းပေါ်မှာမဲ့ရှိတယ်မလွယ်ဘူးတရက်တော့သူ့ညီလေးအဖေတဲ့ဘာလဲတာဖဏတ်ပြောက်သွားတယ်လိုက်ရှာပေးအောင်ဟုတ်ပြီလို့ရှာနောက်ဆုံးတော့တစ်ပင်ပေါ်မှာတွေ့သွားအရန်စောသူ့အကူကငိမ့်နေတကယ်တော့သူ့ညီလေးလဲစောတကယ်တော့ဖြစ်တဲ့အတိုင်းလို့တရားမှတရားအယံချစ်တာဖြစ်တယ်အဲ့ဒါနဲ့အခုသမီးလေးမင်္ဂလိမွေးလာတယ်အယံဝမ်းတာတာပေါ့ယောက်ျားလေးနဲ့ယောက်ဆက်တိုက်မွေးပြီးမှမင်္ဂလိဖြစ်တော့လေပူပြီးဝမ်းတာတာပေါ့အမလေးစကားပြောတခါစားတီတာနဲ့ပြောပါတဲ့ကျွန်တော်ဒူးပုတ်ပြီးမှစကားပြောတင်ခါစားသမီးလေးမယ်ရီပါတဲ့အဝနေခေါ်နေတာငုံကြည့်ပြီးမှဘာလဲသမီးလို့မေးလိုက်တာပအရန်ရုပ်ဆိုးတာပဲတဲ့အမလေးစိတ်ဆိုးမယ်မထင်နဲ့နော်လုံးဝမဆိုးဘူးသမီးလေးစကားပြောတာနဝင်ချူလိုက်တာထပ်ပြောစမ်းအဲ့လိုလာတာမိဘတွေကလေ
ကိုသားသမီးတွေအရာချစ်တာအရာချစ်တာအဲ့မှာကျွန်တော်စဉ်းစားတယ်ခုနဟေရှာယ49 15မှာနော်အဲ့မိခင်ကသူ့ရင်ခွင်ထဲမှာပိုက်ထားတဲ့သူ့ရဲ့ကလေးလေးနှုတ်ဆုတငယ်လေးမိရော့နိုင်ပြီလို့အကယ်၍မိရော့ခဲလို့ရှိရင်လေဒီနှုတ်ကိုငါပဲတော့မမေ့မရောပါတဲ့ဝါကိုတော်မြတ်တာချိန်မှလို့ဟာလေလုယာကျွန်တော်မှာကလေး3ယောက်ရှိတယ်အခုပြောတဲ့ကလေး3ယောက် Moses David Mary အလောကလုံးအတွက်မပြောနဲ့ဒီမှာရှိတဲ့လူတွေအားလုံးလောက်အတွက်တယောက်ကိုအတေခံပေးစားမှာလို့လာတောင်းလို့ရှင်ကျွန်တော်မပေးရဘူးနင်တို့မချစ်တာတော့မဟုတ်ဘူးချစ်တယ်လို့တော့ပြောပြရစေကလေးကျွန်တော်သားသမီးတယောက်မှကျွန်တော်မပေးနိုင်ဘူးမစပေးနိုင်ဘူးဒါမဲ့လေဖခင်သခင်ကသူ့မှာရှိတဲ့တပါးတည်တော်သားတော်ကိုစတေးရှာတယ်ကြည်စမ်းကျွန်တော်တို့ဟာဘယ်လောက်အချစ်ခံရတဲ့လူတွေလဲဟာလေလုယာဖခင်သခင်ကသူ့မှာရှိတဲ့တပါးတည်တော်သားတော်ယေရှုခရစ်တော်ကိုစွန့်တော်မူသည့်တိုင်အောင်တင်းနဲ့ကျွန်တော်ကိုချစ်တာဖြစ်တယ်အဲ့မေတ္တာလောက်ကြီးမားတဲ့မေတ္တာမရှိဘူးကျွန်တော်ရောင်းဝမ်းတာဖြစ်တယ်အယံကျေးဇူးတင်ဘုရားတကယ်ချစ်ချင်းမေတ္တာအင်မတန်မှကြီးမားတဲ့ဘုရားမေတ္တာဖြစ်တယ်တော့ထိုင်ရင်းနဲ့ပဲထိုမေတ္တာတော်ထဲမှာကျွန်တော်တူဝင်ရthe motiara the kin chilau manebu we hinkia the kin chilau mamimabu a champion so limpia the kin chico mamibu the kin atwa Wama ye paso now the cup you let the motiara the kin chill out manepu we hinkankia the kin chill out manimabu a champion so limpia the kin chico mamibu khi hàng atwe bawama ye paso kuro chino watwe kuro chino watwe yoji myolia o wat kulo twe yeti betu moyo chain doi ma tu kunyi ga nit tai chain dai tai chain among lan sap yauk chain ma lan sap ko ro alin ne swe kho you ko ro alin till at the modia till at the modia the king chill out nebu we go yeah the king chill out nebu
မတမကြီးမားတဲ့မေတ္တာဖြစ်တယ်ခရစ်တော်အားဖြင့်ကျွန်တော်တို့ရရှိတဲ့ထိုမေတ္တာဟာအရာရာတဲ့အတွက်ပြည့်စုံပါတယ်ကိုယ်နဲ့ကိုမြင်တကယ်တော့မြင်တဲ့မေတ္တာမဟုတ်ပါဘူးကိုယ်နဲ့ကိုတတ်မှတ်တကယ်တော့တတ်မှတ်တဲ့မေတ္တာမဟုတ်ပါဘူးခရစ်တော်အားဖြင့်တတ်မှတ်ခြင်းခံရတဲ့မေတ္တာဖြစ်တယ်အာမင်ခရစ်တော်အားဖြင့်ကျွန်တော်တို့ရရှိတဲ့ထိုဖခင်ရှင်ရဲ့မေတ္တာကအမတန်မှအခိုင်မြဲပါတယ်အာမင်ဘယ်အရာကမှထိုမေတ္တာနဲ့ကျွန်တော်ကျမတို့ကိုမခွဲမခွာစေနိုင်ပါဘူးကျွန်တော်တို့ကအမြဲတမ်းအတူပါရှိပေးတဲ့ဖေဟာအင်မတန်မှချစ်တဲ့ဖေဟာကိုတော်ရှိရဲ့အတူရှိခြင်းတွေ့လို့အဆုံးပါရှိရဲ့အတူရှိအတူရှိခြင်းကဘူရောရှိရဲ့အတူရှိခြင်းမေတ္တာနဲ့အတူရှိပေးတဲ့ဖခင်ဖြစ်တယ်ဖေရှားပေးတယ်ဘူရောရှိရဲ့အတူရှိခြင်းကကျွန်တော်ဘဝတော့အရေးကြီးဆုံးပါအမြဲတမ်းအတူပါရှိပေးတဲ့ဖခင်ဖြစ်တယ်။အာမင်။ဟာလေလုယာ။အတူပါရှိပြီးမှကျွန်တော်တို့ကိုအပြစ်တင်နေတဲ့ဖခင်မဟုတ်ဘူး။အာမင်။ကျွန်တော်တို့ကိုရှုံချနေတဲ့ဖခင်မဟုတ်ဘူး။အာမင်။ကျွန်တော်တို့ကိုကြည်စဲပြီးမှကျွန်တော်တို့အတွက်အစိုးကြံစီပေးတဲ့ဖခင်မဟုတ်ဘူး။အာမင်။ဟာလေလုယာ။ကျွန်တော်တို့ကိုအယံချစ်ပြီးမှကျွန်တော်တို့အမြဲတမ်းအတူပါရှိတဲ့ဖခင်ဖြစ်တယ်။အာမင်။ကဘာဆုံးထိတိုင်အောင်အတူရှိပေးတဲ့ဖခင်ဖြစ်တယ်။မကုံဆုံးနိုင်တဲ့မြစ်တာနဲ့ချစ်နေတဲ့မြစ်ဖရားဖြစ်တယ်။အာမင်။သင်ကိုဖရားအရာချစ်တယ်နော်။အာမင်။ဒီနေ့ကျွန်တော်တို့အသက်တာမှာသူဖရားရှိရဲ့မြစ်တာပဲ။သူဖရားရှိအတူရှိခြင်းကျွန်တော်တို့အမြဲတမ်းရှိတဲ့ချစ်တဲ့ဖရားအလိုအဆုံးShe might tend to
ကျွန်တော်ရဲ့ပြည့်စုံခြင်းလှုပ်ဆောင်နိုင်ခြင်းတွေမဟုတ်ဘဲနဲ့ခရစ်တော်ယေရှုခရစ်တော်အဖင်ရရှိတဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဟာအမြဲတမ်းကျွန်တော်တို့အတွက်လုံခြုံပါတယ်အာမင်စိတ်ချရပါတယ်ကိုရောယေရှုတင်တယ်ဒီကနေ့သားသမီးများရဲ့အလယ်မှာကိုရောရှင်ရဲ့ကိုရောရဲ့မေတ္တာအတိတ်တဖန်ပြန်လဲပြီးမှတူလောင်ပြီးပြန်လဲပြီးမှအတိတ်တဖန်ရရှိခံစားရတော့ခွင့်ပြင်ဆင်ပေးတော့ကြောင့်ကိုရောယေရှုတင်တယ်အာမင်အာမင်ကိုရောရဲ့မေတ္တာကိုအမြဲတစေစင်ချင်းအောင်မြည်လျက်ခရစ်တော်အဖင်ကျွန်တော်ရရှိတဲ့ကောင်းချီးမင်္ဂလာများကိုစင်ချင်းအောင်မြည်လျက်ဒီလောကကြီးကိုအောင်မြင်နိုင်သောသားသမီးများကိုတော်နဲ့တာ၍နီးကပ်လျက်အကျွမ်းဝင်သောသားသမီးများကိုရောရဲ့အထဲမှာကိုရောရဲ့မေတ္တာအဖင်တာ၍ခိုင်ခန့်သောသားသမီးများဖြစ်စေတော်မူပါအာမင်ကိုရောရဲ့မေတ္တာကိုဝိညာဉ်တော်အားဖြင့်ဒီကနေ့ဒီနေ့မှာရောက်ရှိသောသားသမီးရောက်ချင်းစီတိုက်ရဲ့အသက်တာမှာတာ၍ပူ၍ဖွင့်ပြပေးသနာတော်မူပါအာမင်ယေရှုတင်တယ်အချိန်တိုင်းများကိုအစအစလေးအစိုးထိတိုင်အောင်ပို့ဆောင်ပေးတဲ့အတွက်ကြောင့်ကိုရောယေရှုတင်တယ်အာမင်ဘုန်းကြီးခြင်းကြီးမြတ်ခြင်းချီးမြှောက်ခြင်းအလုံးစုံကိုတော့ပေးအလျက်မြတ်သောသခင်ယေရှုခရစ်တော်၏မဟာနာမတော်မြတ်ကိုအမည်ပြုလျက်ဂျေဇုတော်ချီးမွမ်းနှင့်ဆုတောင်းစက္ကအနံ့ကြပါရဖခင်